Hello ချစ်ကိုရောက်ပြီနော်ချင်းမတို့ချစ်ကဘယ်မှာတော့ကိုဘယ်မှာတော့ချစ်လက်တငယ်ချင်းတွေနဲ့လာနေပြီအဲ့လေရောက်နေပြီအမလီကြောညက်သွားပြီ Hello ကိုမတွေ့ဘူးနော်ဘယ်မှာတော့မတွေ့ဘူးလားဟောချစ်ကိုဒီမာလေးကိုဒီမာရှင်းလားဟုတ်တယ်လေကိုနဲ့ချစ်နဲ့ချစ်လာတာ3လတော့ရှိနေပြီ ချစ်သူကဒါကြီးလားမစိုးပါဘူးဟဲ့ဝင်ငွေကောင်းပါတယ်900နဲ့200နဲ့200နဲ့ဟမ်ဒါမဟုတ်ဘူးကျွန်တော်ရှင်းဘာလို့မဟုတ်အောင်မတော့ကျမကိုတငယ်ချင်းတွေရှင်းမှာခေါ်ပြီးရှက်ခွဲတယ်ပေါ့ဟမ်ဒီအနေထားယူမှာဒီ outfit ကြီးမှာအမနာရှင်းလို့ရတယ်မနေပြီနော်ချစ်အားစရာအကြောင်းမှမရှိဘူးဒီလိုပုံစံမျိုးမှမသိလို့ကြိုက်မိတာနောက်လမ်းတွင်တော့မခေါ်ရှင်းနဲ့ကျမနဲ့ဒီမှာနေပြီး outfit တနာတယ်တော့မရတငယ်ချင်းတွေမင်းကအဲ့လိုမိန်းကလေးလားမလေနေရောအဲ့လိုမိန်းကလေးမှမသိလို့လည်းပြောနေတာတော့ရော။အိုးအမြင်နဲ့ပဲဆုံးဖြတ်ကြတာ။ဟိုးဟဲ့ကောင်မလေးပြန်ကားရတာလှလိုက်တာငါတို့ပုံရရအောင်။အမေငါကြတော့ပြောချင်ရတယ်ပြောသွားပြီ။သူတို့ကငါကားနဲ့မြန်ဓာတ်ပုံရိုက်နေတာ။လှမ်းလိုက်အောင်။ရှင်းဘူးအမေမငါရဲ့စီးတော်ရင်းနဲ့ပုံရိုက်ရှင်နေပေါ့ဟလား။ဟဲ့ဒါရှင်ကတူတူကာရာနီနူကြောင့်ငါဟဲ့အောင်နေငါစပိန်ဝယ်လာပြီကွာတိပမင်းကစပိန်နဲ့ဆိုတော့ငါတို့ကဘလို့သွားကြမှာလဲဟာတာကြီးကလည်းငါစပိန်ထားခဲ့ပါမယ်လမ်းလျှောက်သွားကြမယ်လေငါစပိန်ကတရားစီကောင်းတာနော်မင်းမြန်လာမှငါရေးစားတာကွာရေးသွားဝယ်လိုက်အောင်မင်းငါကောင်းမင်းကစပိန်နဲ့ဆိုတော့လမ်းတော်မလျှောက်နိုင်တော့ဘူးပေါ့မောနေပြီပေါ့မဟုတ်ပါဘူးကွာမင်းတို့ကလည်းငါခုနကရေးစားမောနေလို့ပါကွာရရေးစားယူတော့ဝယ်မင်းငါပါတယ်တောက်လိုက်အောင်ပြီတော့ကျန်နေအောင်ပြီဟဲ့မင်းငါပြောတဲ့အတိုင်းလုပ်တာအခုကျန်နေအောင်ပြီမလားနေပိုင်နေမလားမင်းအေးပိုင်နေကွာမင်းကျန်ဆုံးနေအေးဟာဖြစ်တာဟဲ့မင်းတခြားမလုပ်ဘူးလားအားတော့မင်းတို့တငယ်ချင်းကောင်းဆိုပြီးထင်ခဲ့တာခုတော့ကွာဘေးနေအောင်မင်းဘာလို့ဘာမှဖြစ်ရတာတော့ဘယ်ဖြစ်မလဲကွာဒီလိုဒီကောင်စပိန်ဝယ်လိုက်ငါတို့လာကြရမှာကွာမကျင်တတ်ဘူးကွာမင်းမကျင်တတ်ဘူးမလားကြော့ဒါလာတိုက်လိုက်ဟာဒီကောင်ကြီးငါ့ကိုလုံးရက်တယ်ကွာမင်းတို့စိတ်ရင်းတွေကိုသိကျင်လို့ငါစောင့်ကြည့်နေတာကွာဒီနေ့ကစာပေတငယ်ချင်းကန့်ကပြပြီနောက်ငါလန့်တွေရင်တော့မခေါ်နဲ့ကွာဒီတော်အချင်းသားတရားခေါင်းပါတာပဲချွေးမရေဟာနီးမကောင်းလို့ဟေးစံပြုံလေးပြုတ်ပေးစမ်းမရပြီဟာဒါစံပြုတ်ဒီမှမဟုတ်တာခေါက်ဆွဲပြုတ်ဒီဘလို့အာနိသင်အားရှိမှာတော့ရှင်ဘာလို့အာဟာရမရှိရမှာလဲအထုပ်ထဲမှာပဇွန်တွေရောကြက်ဝီရောကုံပြထားတာအမုန်းကျိတ်ထဲထားတာအာဟာရရှိမှရှိဒီတော်အချင်းသားတရားခေါင်းပါတာပဲဟာကျမအချင်းသားတရားခေါင်းပါတယ်ဒီဗီဒီယိုကိုရှင်ကြည့်ပြီးမှပြောအမေသမီးကမနေ့ကမှကလေးကလည်းမွေးထားဆိုတော့ဗိုက်တွေကလည်းစားနေပြီထမင်းကလည်းမချက်နိုင်တော့အဲ့ဒါလေးချက်ပေးပါဦးတော့ခေါက်ဆွဲပြုတ်ဟာတော်အမေရဲ့ခေါက်ဆွဲပြုတ်ကအတင်းစားကြီးလေဘလို့ကလေးနဲ့သမီးတို့အားရှိမှာလဲဘာလို့အာဟာရမရှိရမှာလဲအေးခေါက်ဆွဲတုပ်ထဲမှာပဇွန်တွေရောကြက်ဥတွေရောကုံပြထားတာအမုန်းကျိတ်ကုံထည့်ထားတာဟာရရှိတယ်ဒါပဲတောက်လိုက်အမေရရွှေမကလည်းသမီးပါပဲရောက်ခမကလည်းအမေပါပဲကွာဒီလိုအပြန်လန်းနေမလုပ်ကြပါနဲ့ကွာချစ်ခင်နေကြပါဘာဟုတ်တယ်လေယောက်ျားရဲ့မိန်းမတငယ်ချင်းနေမိန်းမအိမ်မှာ2ရက်3ရက်လောက်နေပြီးရင်ကိုဝင်ရသွားတာကြည့်ပဲလေအဲ့ဒါမကောင်းဘူးလားမိန်းမရဲ့ကောင်းတဲ့မဲလေကောင်းတော့ကောင်းတယ်ဒါပေမဲ့ကျမထူးဆန်းနေတာစဉ်းတော့စဉ်းစားနေတာဘာတွေစဉ်းစားပြီးမိန်းမဘာတွေထူးဆန်းနေရလဲဟင်အဲ့ဒီတငယ်ချင်းတွေဆိုလို့ရှိရင်ကလေးရဖို့မလွယ်ဘူးဒါပေမဲ့ကျမအိမ်မှာနေပြီးသွားရင်ကိုဝင်ရှိပြီးကလေးရသွားတာနော်မစဉ်းစားနေတာရိပ်မိသလိုလိုတော့ရှိနေပြီကိုမသိဘူးနော်မိမဒါကျမတို့အိမ်ကလက်ရှိလိုပဲဖြစ်မှာဟုတ်တာဗောမိမရဲ့ကိုတို့အိမ်နေရာကလက်ရှိတယ်ကံကောင်းတဲ့နေရာလေးမို့လို့နောက်တစ်ခုကလည်းမိမလိုလက်ကောင်လေးရှိနေလို့လေဟုတ်တယ်ယောက်ျားကိုဝင်မရနိုင်တဲ့တငယ်ချင်းတွေကိုလေအိမ်ကိုရန်နေလောက်ခေါ်ထားလိုက်မယ်နော်မိမသဘောမိမစင်ပြေပြီးတာပဲကိုကဘာမှမဖြစ်ဘူးနေတတ်တယ်နော်ရှုပ်ပါတယ်လေခုပဲတုတ်ကိုအိမ်လာနေဖို့ခေါ်လိုက်တော့မယ်တုတ်ဘယ်တုတ်လဲမိမဟာယောက်ျားကလည်းကျမတငယ်ချင်းလေးမျက်လုံးဝိုင်းဝိုင်းပါဖောင်းလေးနဲ့ချစ်စရာလေးလေဟမ်မိမပေါင်300လောက်ရှိတဲ့ဝါတုတ်ကောင်မလေးကိုပြောရတာကိုစူးစမ်းကြည့်ပါမယ်တားလေရေပြည့်ပြီဝါကိုညင်မိလိုက်အောင်ပိတ်လိုက်အောင်ဒူးလိုက်တာတာဘ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 ာကွာမေးဟဲ့
လေကွာတက်ကောင်းနေတက်နေတာမင်းပြောတော့ဘူးသွားသားမပြောမယ်တော်ပြီလို့မင်းကွာတော်ပြီအေးတက်တော့မတော်ပြီခေါ်လိုက်တော့ညီလေးခေါ်လိုက်တော့တာကွာခေါ်လိုက်တော့ညီလေးခေါ်လိုက်တော့တာမင်းကနည်းနည်းကြီးနေပြီလို့ဂျိုးရရှာကုန်တော့မလို့ပြောနေတဲ့ဟောတော်ပြီတော်ပြီဟဲ့မင်းပြောနေတာဟောတော်ပြီလို့ပြောနေတာဟောခေါ်လိုက်တော့ညီလေးစီလိုက်တော့မောင်လေးညီလေးစီလိုက်တော့တွေ့လားပျောက်တော့ကုန်ပြီမင်းပြောနေတာကွာ ငါဒီကောင်လေးကိုမကျင်းတော့ငါဒီကောင်လေးကိုရအောင်ခွဲပြမယ်ကျန်ရပြီဘိုးဆုံးမပုံကိုတွဲပေးစမ်းပါကွိပြပြမယ်သူကောင်ဟောမင်းတရားလေးကြည့်လိုက်ပါဦးဟမ်နေနော်ငါ့ကိုပလစ်ခဲ့လို့မင်းကိုလည်းပလစ်ဖို့လုပ်နေပြီကြမ်းနေပြီကွာမင်းသတိထားနေတော့ငါသွားပြီဟုတ်ဆုံးမရငါအနေထားယူမှာကွာဟုတ်ဆုံးမနင်ပါချိုးရလေနင်မို့လို့ငါအနေထားယူနင်မို့လို့လုံးရက်တယ်ကိုဘာလို့ပြောနေတာလဲသူများနားမလဲဘူးနော်နားမှမသိချင်အောင်စောင်းမနေနဲ့နင်းနဲ့ငါနဲ့ပြတ်ပြီဟောငါဘက်ကစပြတ်ခဲ့ရနော်ကိုဘလိုင်းကြီးပါလားဖြတ်လဲဖြတ်ပေါ့ငါလည်းနောက်တစ်ယောက်ရှာမယ်ဟာအောင်ပြီကွာအောင်ပြီငါအကျဉ်အောင်ပြီကွာပြက်စအောင်မဆာဟာဘိုးဆုံးမဘာသဘောလဲဘာသဘောလဲနင်းငါနေကပြီးခဲ့တဲ့တစ်ဖြက်ကမှစင်ပြေနေတော့လေအခုចောင်းစာမှာနေကရှောင်းဖဲနဲ့ငါ့ကိုငါပုံမှန်ပါပဲအဲ့ဆိုဒီကောင်အောင်ပါလေဒါငါ့ရဲ့ချစ်သူလေအဲ့ဆိုငါရောပါလေနင်းရလားပြီးခဲ့တဲ့ဖြစ်မှာပြီးခဲ့ပြီလေအခုကနှစ်တစ်လေနှစ်စမှာဆိုတော့အချစ်တစ်နဲ့လူတစ်နဲ့ပဲကောင်းပါတယ်နင်ငါ့ကိုတက်တက်ကြောတာမင်းကြက်သတိထားကိုကြောက်တယ်ဦးမပြောနေပြီသူများတရားကြောက်တယ်ဟုတ်ရင်ဘာစကားပြောရအောင်ငါတရားလုံးရှိနေအောင်မင်းသွားလိုက်တော့မင်းကမြင်မဟိုးဟာအေးငါ့ကိုတော်တယ်သွားလိုက်တော့နင်းသွားလိုက်တော့နင်တိထက်နာလိမ့်မယ်နော်နင်တို့ထင်းခွေမကြုံရိတ်ခတ်တော့ကြုံပါပဲကွေးတော့ငါနဲ့တွေ့မယ်ငါ့ကိုအဲ့လိုလာမလုံးနဲ့ကြံခဲ့သူကကြံခဲ့သူလို့မနေဘူးငါ့ကိုရဟာရောမစိတ်နဲ့စော်လေးလာလိုက်တာကွာအမကိုကြောက်တယ်ဟေ့အောင်မင်းပါလို့ဟာလာလိုက်တာကွာဟာအဲ့စော်လေးလိုက်ရရင်တော့အပီပဲဟေးဟာငါလည်းကြိုက်တယ်ကွာအဲ့လိုအနေထားလေးရွှေဖားလေးကွာဟာရှိလေကြည့်ကြပါဦးညာဟာတိုင်းရှက်ဟာမဖြစ်တော့ကြည့်ဟာတိုင်းမင်းတော့သွားပြီတိုင်းရစိတ်ညစ်ပါတော့ကွာဘာလို့ဖြစ်ကုန်လဲတော့မသိတော့ရလားဗလားသားရပါတယ်ဗျာရလားငါညီအခုလဲငန်းငုံလို့ပါကွာအစိုးရပါနော်ရပါတယ်ဗျာဖြစ်တတ်ပါတယ်ကိုချင်းစားပါတယ်အောင်ရှင်တို့ထက်စိမ့်လေးနဲ့ကားပေါ်ကနေဇွတ်အော်ပြောနေတာဘာလို့လဲဗျာကျွန်တော်မသိဘူးနော်ဒီအကောင့်ထင်းနေဟုတ်တယ်သူနေမှာအော်သူလေးလားရှင်းကျမတို့သဘောကျလို့လားကျမလည်းရှင်းတို့သဘောကျရလားခင်ဗျာမဟုတ်ကျွန်တော်ပြောတာဆိုတော့ကျွန်တော်ပြောတာနော်ကျွန်တော်လည်းပြောတယ်နော်ငါရင်ပြောတာငါရင်တွေ့တာဟဲ့ငါလည်းပြောတာပဲကွာဖန်တိတယ်ရှင်တို့ကိုတမင်ဖော်လိုက်တာရုပ်ဒီကိုကအေးsorry ပါငါကိုလည်းငါမာရဘွေမယူပါနဲ့နော်ဟာကွာဒီလမ်းပေါ်အုတ်ခဲကဘလူရောက်လာတော့ငါထောင်းလဲတော့မှာပဲဟာချင်းကနောက်ကျနေပြီနောက်ကျလဲကြပါစေကွာဒီလိုကြီးတော့မထားခဲ့နိုင်ဘူးလုံးစရာရှိတော့လုံးရမှာပဲအင်တာဗျူးလာပြီတာပါခင်ဗျဝင်ခဲ့မယ်နော်အေးဝင်ခဲ့ချစ်လေးကျွန်တော် CV ဖောင်လေးပါဗျပေးမင်းတနောက်ကြရနော်ဟုတ်ကဲ့ကျွန်တော်လေးလမ်းမှာတော်ပြီမင်းမပြောမနေတဲ့ငါတို့ကွန်မြူနတီအချိန်မလေးစားလက်သူစင်ပြေမင်းသွားလို့ရပြီဗျာဟုတ်ကဲ့ပါဗျာဟယ်လိုခုနအင်နာလာပြသွားတဲ့ကိုလားမသိဘူးရှင်ဟုတ်တယ်ဗျဟုတ်ကဲ့အကိုခဏတော့ပြန်လာပေးလို့ရမလားကြွားပါဆရာဟုတ်ကဲ့ဘာများပြောစရာရှိသေးလို့လဲဗျဟုတ်ကဲ့အကိုကျွန်တော်တို့တစ်ထက်အကိုအလောက်ခန့်လိုက်ပါပြီဗျာဟုတ်ရဲ့